အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြခြင်းတဲ့အကြောင်းအရာတော့ Smart Money Concept SMC အကြောင်းပဲဖြစ်ပါတယ်ဒီ SMC က trading မှာသူ့ရဲ့ဒီ strategy လေးတွေကတော့ပဲ win rate ကောင်းတဲ့ strategy လေးပဲဖြစ်ပါတယ်အရင်ဆုံး SMC ဆိုတာတချို့ကြားဦးတဲ့သူတွေလည်းရှိပါလိမ့်မယ်တချို့ကလည်းဒီကြားဦးတဲ့ဘာမှမသိတဲ့သူလည်းရှိလိမ့်မယ်နော်ဒီအတွက်ကျွန်တော်ဒါလေးကိုရည်ရွယ်ပြီးတော့ဒီတလောက်လေးပြောပြချင်တာဖြစ်ပါတယ်အရင်ဆုံး SMC ဆိုတာဘာလဲပေါ့SMC ဆိုတာဒီကျွန်တော်ဈေးကွက်မှာအဖွဲ့အစည်းကြီးတွေပေါ့သူတို့ဘဏ်တွေပေါ့နော် institutional investor တွေကျွန်တော်တို့မြန်မာလိုပေါ့အလွယ်ပြောရရင်တော့လက်ကြီးသမားတွေခေါ်တာပေါ့သူကြီးမားတဲ့ဒီ trader တွေပေါ့နော်သူရဲ့လှုပ်ရှားမှုတွေအခြေခံပြီးတော့viewer တွေကိုအတူယူပြီးကျွန်တော်တို့ကလိုက်ပြီးတော့ trading လုပ်တဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်ဒီ smart money ရဲ့အဓိကအခြေခံအချက်တွေကဘာလဲ smart money trader တွေကဈေးကွက်ကိုအဓိကထိန်းချုပ်တဲ့သူတွေဖြစ်တယ်။ဘာလို့ဆိုတော့သူကဒီဈေးကွက်မှာသူကလက်ကြီးသမားလို့ပြောခဲ့တယ် huge fan ပေါ့နော်။သူက order တစ်ခုဝင်ရင်ငွေအမြောက်အများနဲ့ဝင်တာဖြစ်တဲ့အတွက်ကြောင့်ဈေးကွက်ကိုထိန်းချုပ်တဲ့သူလို့ပြောလို့ရပါတယ်။ဒါကြောင့်သူကဈေးကွက်ကိုပဲလေလွှမ်းမိုးနိုင်ပါတယ်။သူတို့ရဲ့ဒီ order flow ပေါ့နော် buy order သို့မဟုတ် sell order ကဒီဈေးနှုန်းကိုဘာဖြစ်လဲပြောင်းလဲစေနိုင်ပါတယ်ဥပမာဖြင့်ပြောရင်တော့ဒီသူကရောင်းတဲ့အခါမှာဒီကြာနိုင်တယ်ပေါ့ဗျာဟုတ်ပြီနောက်တစ်ခုကသိရမယ့်အရာလေးတွေကဘာရှိလဲဆို order block ဆိုတာရှိတယ်နောက် liquidity zone ဆိုတာလေးဒါလေးတွေကိုတော်တော်လေးနှံ့ဆိုင်အောင်သိဖို့လိုပါတယ်သိထွေထူးတော့မဟုတ်ပါဘူးเนาะဒါလေးကျွန်တော်တစ်ခုချင်းရှင်းပြပေးပါမယ်နောက်တစ်ခုကတော့ဘာလဲဆိုတော့ liquidity ပေါ့နော် liquidity ဆိုတာကတော့အများအဖြစ်တော့ကျွန်တော်တို့ support area ရှိမယ်နောက် resistance area ရှိမယ်အဲ့ဒီ area တွေမှာsell order တွေ buy order တွေကစုနေတတ်ပါတယ်အဲ့ဒီနေရာတွေမှာသူက stop loss တွေထားကြတယ်လေအဲ့ stop loss တွေကိုသူကဦးတည်ပြီးတော့ hunting လုပ်မယ်တနည်းအားဖြင့်အဲ့ဒီ stop loss တွေကိုစားမယ်ပေါ့ဗျာပြီးတဲ့နောက်မှာသူလိုချင်တဲ့ market ကဦးတည်ရအောင်ဖန်တီးသွားတာပေါ့နောက်ကတော့ market structure ပေါ့နော် market structure ကတော့မိတ်ဆွေအားလုံးသိမှာပါအဓိကတော့ market structure က3ခုရှိပါတယ်ကျွန်တော်တို့ဒီ up trend ရှိမယ် down trend ရှိမယ် sideways ရှိမယ်ဒီတော့ဒီမှာ market structure ကိုဒီမှာကဘယ်လိုလဲဆို trend တစ်ခုကိုဖန်တီးတယ်ဒီလက်ကြီးသမားတွေဆိုရင်သူက up trend လား down trend လားစသဖြင့်ဒီ trend ကိုလည်းဖန်တီးတယ်လို့သူက break out တွေပါလေလောက်တယ်ဆိုလိုတာဥပမာ resistance level တစ်ခုရှိမယ်ဆိုပါစို့ resistance level တစ်ခုဒီမှာရှိတယ်price ကဒီကိုရောက်လာတယ်ပေါ့ price ကရောက်လာပြီဆိုရင်ဒီမှာအများဆုံးကဒီမှာ fault signal တစ်ခုဒီမှာတနည်းအားဖြင့်ဥပမာsell signal တစ်ခုပေါ့ဗျာပင်ပါပဲဖြစ်စေ bearish engulfing pattern တစ်ခုပဲဖြစ်စေပြတော့ order ကိုဒီမှာဒီ trader တော်တော်များများဝင်လိုက်တယ်ပေါ့ဗျာသူရဲ့ stop loss ကဒီမှာထားတယ်ပေါ့နော်ပြီးတော့မှမလုပ်လဲဆိုရင်ဒီခုနလက်ကြီးသမားတွေအဖွဲ့အစည်းတွေဒီ investor တွေကတော့လို့ဘာပဲလဲတက်ပြီးတော့ကျွန်တော်တို့ hunting လုပ်ပါတယ် resistance level ကိုဖောက်တယ်ဖောက်ပြီးဒီ stop loss ကို break ဖြစ်တယ်ပေါ့နော်hunting လုပ်လိုက်တယ်ဒီတော့
ဒီနေရာမှာဒီမှာအများဖြင့်ဒီ level ကြီးကို resistance level ကိုထိုးဖောက်ဖို့ဆိုတာကတကယ်ကိုပဲ volume ပေါ့နော် volume အားသုံးရတယ်အားသုံးပြီးတော့ထိုးဖောက်တယ်ပေါ့ထိုးဖောက်တဲ့အခါမှာဒီ candle တွေဘာတွေကတကယ်ကိုပဲအားကောင်းတဲ့ candle ကြီးတွေဖြစ်နေပါတယ်ဆိုတော့တနည်းအားဖြင့်အဲ့တော့တော်တော်များများဘာထပ်ဖြစ်တုံးဆိုရင်candle အကြီးပဲresistance ကိုပါလေဟောက်တယ်ကွာဆိုပြီးတော့ဒီမှာတချို့တော်တော်များများဒီ trader တွေကဒီမှာ buy order ဝင်ကြပါတယ် buy order ဝင်နေတခါ stop loss တွေကိုဒီအောက်မှာထားတတ်ပြန်တယ် target ကတနေရာပေါ့ဗျာအဲ့တော့ဘာဖြစ်တော့သူတို့ကဒီမှာလိုအပ်တဲ့သူဈေးနဲ့သူတို့ရသွားတဲ့အခါမှာပြန်ပြီးတော့ဘာဖြစ်လဲဈေးကိုပြန်ကျစေပါတယ်အဲ့တော့ဒီမှာရှိတဲ့ stop loss တွေလည်းတခါထပ်ပြီးတော့ထိပါတယ်ဆိုတော့ဒီလိုမျိုးမိတ်ဆွေတွေကြုံမှုပါလိမ့်မယ်တွေ့လဲတွေ့မှုပါလိမ့်မယ် resistance level တခုမှာ market ကြီးကတကယ်ကိုတက်မလို့အားကောင်းတဲ့ candle တွေနဲ့ဒါမှမဟုတ်လဲ support level မှာဆိုလဲထုံနေ၎င်းပါပဲအားကောင်းတဲ့ candle နဲ့ဖောက်တယ်ပေါ့နော်ဒါပေမဲ့လို့အဲ့ဒါဒီတကယ်လားဆိုတော့မဟုတ်ပါဘူးဘာလို့လိုက်တယ်လဲဆိုရင်false breakout နေရာဖြင့် fake out လို့လည်းခေါ်ပါတယ်အဲ့လိုလေးလုပ်မယ်လုပ်ပြီးတဲ့နောက်မှာဒီ trader တွေရဲ့ stop loss တွေကို hunting လုပ်တာဖြစ်ပါတယ်နောက်တစ်ခုကတော့တနည်းအားဖြင့်သူ့ကိုဒါကိုဘာလို့ခေါ်လဲဆိုရင် manipulation လို့လည်းခေါ်ပါတယ် manipulation ဆိုတာလှည့်ပြားမှုလို့ခေါ်ပါတယ်တော့ဒီခေါ်ပေါ်လေးတွေကိုတစ်စိတ်မှတ်ထားပေးပါနော်နောက်တစ်ခုကဘာလဲဆိုရင်ဒီ retail trader တွေretail trader တွေဘာလဲဆိုတော့အလွယ်ပြောရရင်တော့သူကသာမန် trader တွေပေါ့ဗျာကျွန်တော်တို့ကိုယ်ပိုင်ငွေကြေးနဲ့ပဲတနိုင်တစ်ပိုင်း trade လုပ်နေတဲ့သူအများစုပေါ့ဒီ retail trader လို့ခေါ်တယ်သူတို့နှစ်ယောက်မှာ retail trader တွေအများစုကကျွန်တော်တို့ emotion ရှိတယ်စိတ်ခံစားမှုရှိတယ်အဲ့တော့ဒါကိုဒီခုန smart money တမားတွေကဒါကိုအခွင့်ကောင်းယူပါတယ်ဆိုလိုတာကခုနကတဲ့နိ trader တွေ break out ဖြစ်ပြီဆိုပြီးတော့ဝယ်ကြတယ်ဒါပေမဲ့လို့ smart money ကဘာဖြစ်တော့ပြန်ပြီးဈေးကိုဆွဲချပြီးပြန်ရောင်းတတ်ပါတယ်ဒီရဲ့လှည့်ပြားမှုလေးရှိပါတယ်နောက်တစ်ခုကတော့ SMC ကိုဒီခုနဒီသဘောတရားကို trading မှာဘယ်လိုသုံးချမလဲခုနကကျွန်တော်ရှေ့မှာပြောခဲ့တယ်လို့ပဲဒီ smart money သမားတွေကလက်ကြီးသမားတွေဖြစ်တယ်တနည်းအားဖြင့်ကျွန်တော်တို့ဝှေးလို့ခေါ်တယ် WHL ဝှေးကျွန်တော်တို့ဒီ market နဲ့မစိမ့်တဲ့သူတွေကအတိုင်းဒီစကားလုံးကိုကြားဦးမှာပါအဲ့တော့သူတို့ကလက်ကြီးသမားတွေဖြစ်တဲ့အတွက်ကြောင့် market ဒီသူတို့က trend တွေကိုလည်းဖန်တီးတဲ့သူတွေလည်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီသူတို့ရဲ့နောက်ကိုလိုက်တင်ပါတယ်သူတို့ရဲ့နောက်ကိုလိုက်ပြီး follow လုပ်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ win rate တွေတက်လာနိုင်ပါတယ်အဲ့တော့ဘယ်လိုမျိုးအသုံးချမလဲပေါ့နော်ဒါ ICT concept လို့လည်းခေါ်ကြတယ်ချို့ကြတာ inner cycle trader ပေါ့နော်ဒါကတော့မသိတဲ့ကိစ္စတော့မရှိဘူးဗျဆိုတာဒီ ICT ဆိုတာတခြားမဟုတ်ပါဘူးဒီ SMC ရဲ့ trading strategy တွေကိုအသုံးချတဲ့ဟာဒါကို ICT concept ICT method လို့လည်းခေါ်ပါတယ်ဒီနေရာမှာဒီခေါ်လေးတွေကိုနည်းနည်းလေးမှတ်ထားပေးပါအဲ့ဒါဆို liquidity sweep လုပ်တယ်လို့ခေါ်တယ် liquidity sweep လုပ်တယ်ဆိုတာကတော့ခုန stop loss တွေကို hunting လုပ်တဲ့သဘောပါပဲနောက်တစ်ခါတော့ order block ပေါ့နော် order block ဆိုတာဗာလဲနောက်ပြီးတော့ဗာလဲဆို fair value gap ဆိုတာပါတယ်အဲ့ဒါလေးတွေကျွန်တော်ဒီ candle chart နဲ့ပြပြပေးပါမယ်နော်အဲ့တော့ဟိုမှာ order block နဲ့ fair value gap ဆိုပါစို့အဲ့တော့ဒီနေရာမှာအဲ့တော့ fair value gap ကိုအရင်ကြည်နီးလေးပြောပြမယ်ဗျအဲ့တော့စာပိုင်းတော့နည်းနည်းလေးဘယ်လိုပြောမလဲဒီအစိမ့်တက်တက်ဖြစ်နေတဲ့သူတွေပေါ့နော် SMC ကိုနည်းနည်းအစိမ့်တက်တက်ဖြစ်ပြီးတော့နည်းနည်းအခက်ခဲတော့ရှိပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တက်နိုင်ဆုံးတော့ရှင်းပြဒီမှာဆိုရင် market ကိုကြည့်ပဲဒါကဒီမှာ higher high higher low ပေါ့နော်
market ဒီ F trend ဖြစ်နေပါတယ်ပြီးတော့ဒီမှာတွေ့တာ higher low ဖြစ်ပါတယ်ဒီ level ကိုဒီမှာပြန်ပြီးဖောက်ပြီးတော့ဒီမှာ trend စပြီးချိန်ပါတယ်ချိန်တဲ့အခါမှာ fair value ကဒီကန်နယ်3ခုကိုကြည့်ရပါတယ်ဒီမှာကန်နယ်တစ်ခုဒီမှာကန်နယ်တစ်ခုဒီမှာကန်နယ်တစ်ခုဒီကန်နယ်3ခုကန်နယ်3ခုမှာဒီခုနဒီ low ပေါ့နော်ဒီ F trend ရဲ့ဒီ lower level ဒီ lower level နော်အဲ့ level ကိုဖောက်တဲ့ဒီကန်နယ်ရှိတယ်ဒီ3ကန်နယ်ပေါ့နော်ဒီ3ခုဒီကန်နယ်မှာ fair value ကဆိုတာဘာလဲဆိုရင်ဒီပထမကန်နယ်ရဲ့ wick ပေါ့နော် wick ဆိုတာမီးစာလို့လည်းခေါ်ပါတယ်ဒါသိပါနော်နဲ့ဟုတ်ပြီနောက်တတိယကန်နယ်ပေါ့နော်ဒီကန်နယ်အဖြူလေးပေါ့ဒီကန်နယ်အဖြူလေးဒါ first ကန်နယ် second ကန်နယ်ဒါ third ကန်နယ် first ကန်နယ်နဲ့ third ကန်နယ်ရဲ့ဒီ wick နှစ်ခုရဲ့ကြားမှာဒီမှာဘာဖြစ်လဲဆိုရင်ဟာလေးတစ်ခု gap လေးတစ်ခုပေါ့နော် gap ဆိုတာဟာနော်ဟာလေးတစ်ခုဖြစ်ပေါ်သွားပါတယ်အဲ့ဒါလေးကို fair value gap လို့ခေါ်တယ် order block ကန်နေရတော့ရှင်းပါတယ် fair value gap ရဲ့ခြေကကန်နေကိုဒါ order block ကန်နေလို့ခေါ်ပါတယ်နော်အဲ့တော့အဲ့ဒီကန်နေအသေးလေးဒါ order block ကန်နေ fair value gap ကဒီမှာပါနော်နောက်ပိုင်းကြည့်တတ်သွားမှာပါနောက်ပိုင်းတော်တော်လေးဟိုဖြစ်သွားအကျွမ်းတုံးဖြစ်သွားကြည့်တတ်သွားမှာပါနော်ကဲဟုတ်ပြီဒီ fair value gap ကဘာလဲဘာလုပ်တဲ့ဟာလဲဆိုရင်ဒီနေရာမှာဒါ fair value gap ကိုဒါနောက်ထပ်ဘုသူတ္တအနေနဲ့ပြောရရင် inefficiency လို့လည်းခေါ်ပါတယ်ဈေးကွက်ကမညီမျှတဲ့နေရာလို့ခေါ်တယ်ဒီနေ့ကဘာလဲဆိုတော့ခုနကဒီ SMC data တွေပေါ့နော်သူတို့တွေရဲ့ order အများစုကဒီနေရာမှာ pending order တွေပေါ့နော်သူတို့ order ဖွင့်ထားတာတွေများတယ်အဲ့ဒါကိုပြန်ပြီးဖြည့်ဖို့အတွက်ဒီနေရာလေးကို market ကပြန်ပြီးတော့လှည့်လာတတ်ပါတယ်အဲ့တော့တကယ်လည်းဟုတ်ပါတယ်အဲ့တော့ဒီမှာ market ကကျသွားတယ်ကျသွားပြီးတော့ဒီ order sorry fair value gap ရဲ့ level ကိုဒီမှာပြန်တက်လာပါတယ်ပြန်တက်လာပြီးတော့မှဒီ order ကို fail ဖြစ်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ဈေးကိုဆွဲချတယ်เนาะဒီနေရာဖြင့် down trend ဖြစ်သွားစေပါတယ် okay ဒါဆိုရင် order block ကန်နေကြည့်တတ်မယ် fair value gap ကြည့်တတ်မယ်လို့ထင်ပါတယ်အဲ့တော့တွေးတဲ့နေရာတိုင်းက fair value gap မဟုတ်ပါဘူးကျွန်တော်တို့ဒီမှာ liquidity ရှိနိုင်တဲ့နေရာပေါ့နော်ဒီ level ဆိုတာတနည်းအားဖြင့်ဒါတော့15 minute ကန်တယ်မလို့ပေါ့ဗျာအဲ့တော့1 hour နဲ့ H4 မှာဒါ resistance level တစ်ခုခုရှိပါလိမ့်မယ်ဒါကျွန်တော်ရဲ့နောက်ပိုင်း strategy တွေပြောတော့ဒါအသေးစိတ်ပြောပဲဒါကတော့ fair value gap တွေ order block ကန်တယ်တွေကိုပြခြင်းလို့ကျွန်တော်နမူနာလေးပြောတာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလေ fair value gap ရှိတာပဲဒါပေမဲ့ဒါကိုကျွန်တော်သွားသုံးလို့မရဘူးဟောဒီမှာလဲ fair value gap ရှိတယ်ဒါပေမဲ့မြင်သမျှ fair value gap တွေလိုက်ယူလို့မရဘူးဟုတ်ပြီနော်အဲ့ဒါလေးတခုတော့စိတ်ထဲမှတ်ထားပေးပါဘယ်လို fair value gap ကိုယူရမလဲဆိုရင်အလွယ်ပြောရရင် liquidity sweep ပေါ့နော် liquidity hunting လုပ်ပြီးတဲ့နောက်မှာ trend စတင်ပြီး chain နဲ့ fair value gap အဲ့ဒါကိုအဓိကယူပြီးအသုံးချမှာဖြစ်ပါတယ် okay နောက်ဘာရှိသေးလဲနော်အတီးရမယ်ဟာလေးပေါ့ကျွန်တော်ဒီမှာစုံတော့ရေးထားတယ်ဗျကြံတော့မှဆိုလို့smart money concept ကိုသိရင်ဒါဈေးကွက်ကလမ်းကြောင်းကိုဒါကြိုတင်ခံမှန်းနိုင်ပါတယ်အဲ့တော့100%တော့မဟုတ်ဘူးပေါ့ဗျာ100%တော့ဒါပေမဲ့လို့ဒီ SMC ရဲ့သဘောတရားတွေကတကယ်ကိုပဲ win rate ကောင်းတဲ့ system တွေဖြစ်ပါတယ်retail trader တွေအမှားကိုရှောင်နိုင်မယ်ဆိုတာကျွန်တော်တို့တနိုင်တစ်ပိုင်း trade နေတဲ့သူတွေအမှားရှောင်နိုင်မယ်ဆိုတာခုနလိုfake out ဖြစ်တာလား break out ဖြစ်တာလား liquidity ကိုstop loss တွေကို hunting လုပ်နေတာလားစသဖြင့်ဒီရဲ့အမှားတွေကိုကျွန်တော်တို့ရှောင်ရှားနိုင်မှာဖြစ်တယ်အဲ့တော့ retail trader ဆိုတာဘာလဲဆိုတာဒီမှာဒီနေ့တော့ပြောထားတယ်အဲ့တော့တာမန်ကိုယ့်ရဲ့ငွေကြေးနဲ့ပဲရောင်းဝယ်နေသူတယောက်ဖြစ်တယ်တင်းငယ်တဲ့ရင်းနှီးမြှုပ်နှံသူလို့လည်းခေါ်တယ်ပေါ့ဗျာ small trader ဒါတွေကမသိလည်းရပါတယ်
real trader ဆိုတာဒီကျွန်တော်တို့တာမန်ရောင်းဝယ်တဲ့သူတွေကိုပြောတာပေါ့နော်ဒီမှာကွာခြားချက်နှစ်ခုကပါလဲဆိုရင် real trader တွေမှာသူတို့ရဲ့ဒီငွေကြေးပမာဏနည်းနည်းပါးပါးပဲဟိုမှာဒေါ်လာတန်းချီပြီးတော့သူတို့ရဲ့ order တစ်ခုကိုဖွင့်ရင်အဲဒီ smart money တွေကသမားတွေကဒေါ်လာတန်းချီပြီးဖွင့်ပါတယ် viewer တွေကတော့ဒီမှာ retail trader အများစုက viewer တွေကဘယ်လိုလဲဆိုရင် strategy တွေကတော့ရှိတယ်တိုးတော်လဲပါလဲဆို emotion ပေါ့နော်စိတ်ခံစားမှုတွေမှာအခြေခံပြီးတော့လုပ်တယ်ဒါကိုအသုံးချမယ်သူတို့ကဒါကိုအသုံးချပြီးသူက hunting တွေလုပ်သူကတော့ algorithm ပေါ့နော်သူရဲ့ဒီ order flow analysis ဆိုတာသူရဲ့ဒီorder ပေါ့နော်ဒီ up trend ဖန်တီးမှလား down trend ဖန်တီးမှလားစသဖြင့်သူတို့မှာရှိပြီးသားသူတို့ရဲ့သဘောတရားပေါ့နော်အဲဒီမှာအချက်လက်ရရှိမှုလို့ဒီ news တွေပေါ့ဗျာ news တွေတခါလီမှာနိုင်ငံတစ်ခုရဲ့အရေးကြီးတဲ့သတင်းတွေပေါ့နော်ဒါတွေကကျွန်တော်တို့ application တွေကိုကြည့်မှသိတဲ့ဟာတွေပေါ့ retail trader တွေအများစုကကန့်သက်ချက်ရှိတယ် application ကဖော်ပြတဲ့ဟာပဲကျွန်တော်တို့ကသိရတိုးတော်လည်းပဲဒီ institution သမားတွေကြတော့သူတို့မှာ insight data ရှိ insight data တရားမင်းပေါ့အတွင်းသတင်းတွေရှိတယ်အတွင်းတွေရှိတော့သူတို့ကဒီဟာကြမှာလားတက်မှာလားဆိုတော့သူကသတင်းပေါ့နော်လှည့်ဝက်သတင်းတွေသူကရရှိထားတဲ့သူတွေဖြစ်တယ်ဒီမှာတော့သတင်းကတော့တိတ်တော့ခဲ့တော့မစင်းစားပါနဲ့เนาะဒါကတစ်ခါလီတစ်လတစ်ခါနှစ်ပတ်တစ်ခါလောက်ထွက်တဲ့ဟာဒီဆိုတော့ဘလွဲဖြစ်ဖြစ်ကဒါတိတ်တော့ကောင်းနေမထဲပါနဲ့เนาะဒီသတင်းဒါကတော့ဟိုသူတို့အနေနဲ့ပြောပြတာ risk management က retail trader တွေကတချို့ဒီ stop loss တွေtake profit တွေမထားဘူးပဲလုပ်တတ်တယ်အဲ့တော့stop loss တချို့လုံးဝမထားတာမျိုးတွေမလုပ်ပါနဲ့ကျွန်တော်ကတော့ stop loss မထားဘူးတေးကြတယ်အဲ့ဒါသူ system တစ်ခုကနေ system မရှိတဲ့သဘောပါပဲအဲ့တော့ stop loss မထားဘဲနဲ့လုပ်ရင်အကောင့်ပြုတ်သွားပါမယ်သူတို့ကကြတော့ straight rate control ကသူတို့ရဲ့အဆင့်နဲ့ရှိတာပေါ့ဗျာသူတို့ရဲ့ဘယ်လောက်ရာခိုင်နှုန်းဒီအရောင်းဝယ်လုပ်မယ်ပါညာစသဖြင့်ထားပါဒါတော့တိတ်တော့အရေးမကြီးပါဘူးနာရေးကြီးတာကliquidity sweep လုပ်တဲ့အကြောင်းရယ် fair value gap ဆိုတာပါလဲနော် order block ကန်တယ်ဆိုတာပါလဲအဲ့ market ကအဲ့ဒီနေရာတွေကို return ပေါ့နော်ပြန်လှည့်လာတတ်တယ်ဒါလေးသိရင်ရပါပြီဒါတွေကတော့ဘူးသူတို့အနေနဲ့ကျွန်တော်သိသေးလောက်လေးပေါ့နော်ပြောပြထားတာဖြစ်ပါတယ်အဲ့တော့ retail trader တွေဘာကြောင့်ရှုံးကြတယ်လေအများဆုံး emotion နဲ့ trade တယ်စိတ်ခံစားချက်နဲ့ပေါ့နော်တရားသူတွေပြောလို့လိုက်တယ်ဒါတွေကကြားဥပါတယ်နော် risk management မရှိဘူး stop loss လည်းမထားဘူးကိုယ့်ရဲ့ account ရဲ့ဘယ်လောက်ရာခိုင်နှုန်းအရှုံးခံမယ်ဆိုတဲ့ risk management မရှိဘူးအဲ့တော့ကိုကောင်းတဲ့ထင်ရင်loss size ကြီးနဲ့ trade လိုက်တယ်loss size ကတခါလီနေခြင်းလည်းနေတယ်စသဖြင့် loss size မမှန်ဘူးဆိုတာ loss size မမှန်ကြတော့အကြောင်းရကိုယ့်ရဲ့ risk management မှာကိုယ့် account ရဲ့ trade တစ်ခုတိုင်းမှာရာခိုင်နှုန်းဘယ်လောက်အသုံးချမလဲဆိုတဲ့ဟိုပေါ့နော် rule တစ်ခုပေါ့စီမင်းစီကံကို discipline လို့ခေါ်တာပေါ့နော်အဲ့ဒါမျိုးမရှိတဲ့အတွက်ကြောင့်နော်ဒီအများဖြင့်ရှုံးကြပါတယ်နော် loss ဖြစ်တယ်အများကြီးတတိထားမဲ့ချက်ဖြစ်ပါတယ်နောက်တစ်ခုကတော့သူ့ရဲ့ trap တွေပေါ့ခေါင်းကြောက်တွေရှိတယ်ခုနပြောခဲ့သလို S&P သမားတွေရဲ့ခေါင်းကြောက်ရှိတယ်နော် liquidity sweep လုပ်တာတွေနော် fall break out တွေလုပ်တာတွေဒါတွေကိုဖမ်းတယ်နော်ဒါတွေကိုမသိဘဲနဲ့ရမ်းဝင်တယ်ဗျာဝင်တော့ stop loss ထိတယ်ဗျာထိပြီးတော့ကိုမှန်းတဲ့အတိုင်းပဲ market ကသွားတယ်ဒါမျိုးတွေကြုံဦးပါလိမ့်မယ်နော်ဟိုမှာကိုကတက်မဲ့ထင်ပြီးတော့မိုင်းထားတယ် stop loss ကိုအောက်ခြေမှာထားတယ်အဲ့တော့ market ကဘာတော့ဆို stop loss ထိရောက်လာတယ်ရောက်လာပြီး stop loss ထိတော့ထိပြီးတော့မှကိုမှန်းတဲ့အတိုင်းတစ်ထိချအတိုင်းပဲဘာဖြစ်လဲ market ကအပေါ်ပြန်တက်သွားတယ်ဒီလိုကြုံရတယ်အဲ့ဒါဘာကြောင့်လဲသူတို့ရဲ့ force breakout တွေ liquidity sweep သဘောတရားပေါ့နော်ဒါမသိလို့ရှိကြလဲမသိတာများပါတယ်နော်ဒါတော်များတော့သိတယ်ဒါပေမဲ့အသုံးမချရတယ်လေရှိတယ်ဖာတိဖာသာနေလိုက်တာပေါ့ဗျာအဲ့တော့တကယ်တမ်းတော့ဒီ liquidity sweep ကတကယ်ကိုရှိနေတာပါ stock handling ဆိုတာလည်းတကယ်ကိုရှိပါတယ်နော်အဲ့ဒါလေးကတတိထားပြီးထွက်ရမှာတို့က viewer မရှိဘူး strategy ပေါ့ strategy viewer မရှိဘူးတော့ဒီဟာဝင်ရင်လို့ဝင်နေဗျာကိုစိတ်တိုင်းကြ
စနစ်တစ်ခုမရှိဘူးပေါ့နော်ဝင်ကျင်တဲ့အချိန်ဝင်တယ်ထွက်ကျင်တဲ့အထွက်မယ်သတင်းတော့တကယ်ချင်းတယောက်ကဝင်အခုဆိုရင်Telegram channel တွေပေါ်မှာပေါ်ပဲ Telegram channel တွေမှာ signal တွေဆိုပြီးတယ်အဲ့တော့ဘယ်ကို order ဝင်ဘာညာတော့မလုပ်ကြပါနဲ့နော်အဲ့ဒါဘယ်သူမှလာပြီးဖြစ်မှာမဟုတ်ဘူးကိုယ့်ရဲ့ strategy တစ်ခုနဲ့ကိုယ့်ဘာသာပဲဆုံးဖြတ်ပြီးတော့ဝင်မှာဒါမှလည်းကိုဖြစ်ကိုခံပါနော် trading ကကိုဖြစ်ကိုခံဖြစ်ပါတယ်အဲ့တော့ဘာကြောင့်ရှုံးလဲဆိုလဲဘာကြောင့်ရှုံးလဲဆိုတာကိုပြန်ပြီးတော့စဉ်းစားပါစဉ်းစားပြီးတော့ဒီထက်ကောင်းအောင်လို့ပြုံးပြမုန်းမှန်မယ်ဆိုရင်ဘေး view ဟာမဆိုဘယ် strategy မဆိုကနေငွေရှာနိုင်ပါတယ်အဲ့တော့မိတ်ဆွေကview ပေါင်း16000ဆန်းပြီးတော့100%လုံး win rate ရှိမဲ့ strategy ရှာမယ်ဆိုရင်မရှိပါဘူးလောကကြီးမှာအဲ့တော့ကျွန်တော်လည်းရှာခဲ့မှုပါတယ်နော်အဲ့တော့အချိန်ကုန်ပါတယ်ဒီကတော့ strategy တစ်ခုကိုတိတိကျကျနဲ့ဘယ်အချိန်မှဝင်မယ်ဘယ်ပုံစံဆိုရင်ဝင်မယ်ဘယ်ချိန်ထွက်မလဲဆိုတဲ့ view ဟာတစ်ခုရှိရပါမယ်ဒါမှပဲနော်ရှုံးခြင်းကနေပြောမှာကျွန်တော်တို့တားဆီးနိုင်မှာဖြစ်တယ်အဲ့တော့ရှုံးတာတော့ရှုံးမယ်တိုးတော်လည်းပဲအမျက်ကြံအောင်လို့ဖန်တီးယူရမှာဖြစ်တယ်နောက်တစ်ခုက retail trader တွေအောင်မြင်မှုနော်ဒီရဲ့ဆန့်ကျင်ဘက်လောက်လိုက်ဗျာအဲ့ဒါဆိုရင်အောင်မြင်သွားမှာပါရေးကြည့်တာတော့ဒီမိုအကောင့်နဲ့ပထမအဆုံးစမ်းပါ strategy တစ်ခုကိုစမ်းတော့မယ်ဆိုရင် back test စီလုပ်တယ်ပေါ့နော်အဲ့တော့ဒီမိုအကောင့်နဲ့စမ်းပါဆိုဘာလို့ပြောတာလဲဆိုရင်ဒီမှတ်ထားပါတော့ဗီဒီယိုတစ်ခုကြည့်လိုက်တယ်ဒီ strategy ကနားလဲတယ်ဆိုပြီးတော့အကောင့်အဆင့်မှာတွားပြီးမလုပ်ပါနဲ့သူ့အားနည်းချက်အားတက်ချက်တွေရှိတယ်အဲ့ဒါလေးတွေကိုပေါ်လွင်လာအောင်လို့ဒီမိုအကောင့်နဲ့အရင်ဆုံးစမ်းပါတချို့မိတ်ဆွေလာမေးတယ်အဲ့တော့ဘယ်အချိန်ကြာမှအကောင့်အစစ်သုံးရမလဲအဲ့တော့ကျွန်တော် recommend ပေးချင်တာကတော့အကြံပေးချင်တာကတော့ဘယ်အချိန်အကောင့်အစစ်နဲ့ trade သင့်ပြီလဲဆိုရင်စမ်းစစ်နေရတော့ရှင်းပါတယ်ဥပမာဒီမိုအကောင့်မှာကျွန်တော်ဒေါ်လာ100နဲ့စတယ်ဆိုပါစို့အဲ့တော့ကျွန်တော်တို့ကဝင်းဒီ150%ရှိလောက်ပြီဆိုရင်အကောင့်အစစ်နဲ့ထွေလို့ရနိုင်ပါတယ်ဆိုတာဥပမာဒေါ်လာ100နဲ့စတယ်ဆိုရင်ကျွန်တော်တို့ရဲ့ balance ကဒေါ်လာ250ရောက်သွားတဲ့အချိန်ဆိုရင်ဒါဒီဘာလို့ဖြစ်ဒီမှာဒေါ်လာ150ဒေါ်လာ100ကနေ250ကြီးဖြစ်သွားတယ်ဆိုတော့ဒီမှာ trade တွေအနည်းဆုံး100ထက်မကတော့ဖိတ်ပါပါဒါပြင်ဒီကိုယ့်ရဲ့မူရင်း balance ထက်ပိုပြီးကာမိတဲ့အမြတ်ကိုရှာနိုင်ပြီဖြစ်တယ်ဆိုရင် real account နဲ့စ trade ပါဒီမို account နဲ့ trade တယ်ဘယ်နှခါ trade တုံးဆိုရင်10ခါ trade တယ်10ခါ trade ပြီးတော့ဘယ်နှခါဝင်ရလဲဆိုရင်4ခါ5ခါလောက်ဝင်ရပြီဆိုရင်ကျွန်တော်တို့က real account ကိုကင်ရပါတယ်အဲ့ဒါကိုလုံးဝမလုပ်ပါနဲ့နော် emotion အရာလည်းလုံးဝမတူပါဘူးအဲ့ဒါလေးကိုသတိထားပေးပါကျွန်တော်တို့ရဲ့နော်ငွေကြေးတွေကုန်ဆုံးရှုံးသွားနိုင်ပါတယ်ဒါကြောင့်ဒီမို account နဲ့အရင်ဆုံး strategy တစ်ခုကိုစမ်းပါပြီးတော့မှ review ဟာကိုကျွမ်းကျင်ပိုင်နိုင်ပြီနော်ခုနကကျွန်တော်ပြောသလိုကိုယ့်ရဲ့ demo balance ကိုမှ150%လောက်ရပြီဆိုရင်ဒါတရားပေါက်ကိုဒီ strategy ပေါ်မှာကျွမ်းကျင်သွားပြီစိတ်ချရပြီလို့ပြောလို့ရပါတယ်အဲ့ဒီခါကျမှလောက်ပါနောက်ကတော့ win reward ratio 1:2 အနည်းဆုံးခါလီ 1:1.5 ထားလို့ရပါတယ်1:1.5 လောက်ထားလဲဒါအမြတ်ကျန်ပါတယ်ဗျာနော်1:2 1:3ဒါကိုလောက်ပါအဲ့တော့ဒီရှုံးနိုင်တဲ့တဘာတိုင်းများများရနိုင် trade ကိုရွေးပါဆိုတာကဘာလို့ဆိုပြလဲဆိုရင်ကျွန်တော်ဒီ probability ခံမှန်းတာပါပဲတကယ်တမ်းတော့နော်ဒါတော့သူ့ကိုဘယ်လောက်ပမာဏအထိဒီအားကောင်းလဲပေါ့နော်ဒီကျွန်တော်တို့ရဲ့ဒီstrategy ရှိမှာပေါ့ဗျာအဲ့ viewer အရာအဖက်ဖက်ကဘယ်လောက်ပြည့်စုံ perfect ဖြစ်တဲ့ trade မျိုးဝင်ပါအဲ့ဝင်ပေးမယ်လဲ perfect ဖြစ်တဲ့ trade ကိုဝင်ပေးမယ်လဲ loss ဖြစ်နိုင်တယ်နော်ဒါလည်းသတိထားရမယ်ဒါမဲ့တော့ high probability ရှိတဲ့ setup မျိုးပေါ်မှာ trade ကိုယူပါတိတ်မသေးခွဲဘူးနော်ပြုတ်ပြဲပြီးတော့ချိန်ညှိနေရတယ်ဟာမျိုးဆိုရင်လုံးဝမဝင်ပါနဲ့လက်ရှောင်လိုက်ပါခါလီမှာ trading မှာဘာမှမလုပ်ဘဲနေခြင်းက
ဒါလည်းတစ်ခုခုလုပ်နေတာ ਨੇ အတူတူပါပဲဘာမှမလုပ်ဘဲနေခြင်းဆို aura မဝင်ဘူးဗျာကိုယ့်ရဲ့စက်တန်နဲ့မကိုက်တော့မဝင်ဘူးတခါလေ2ရက်3ရက်လောက်မဝင်မိတာကြီးလေရှိကောင်းရှိလိမ့်မယ်ဘာလို့ဆိုကိုယ့်စက်တန်နဲ့မကိုက်ဘူးလေမဝင်ဘူးအဲ့ဒါဟုတ်တော့အဲ့တော့အဲ့ဒါကိုကျန်းဖန်ပြီးတော့ချိန်ညှိပြီးတော့ကိုယ့်ဟာကိုချိန်ညှိပြီးရှောက်ဝင်နေတယ်ဆိုရင်ဒါ loss ဖြစ်ဖို့ chance များပါတယ်နော်ဒါကြောင့် video trader တွေနဲ့စန့်ကျင်ပဲလုပ်ပါဆိုတာဒါတော့နည်းနည်းဟာတာတော်မျိုးဆောင်ပါတယ်သူတို့ကအစဲနော်ဆိုတော့တော်တော်များများဒီဟာဆဲရတော့မှာနော် resistance zone ရောက်နေပြီအကုန်လုံးရောင်းကြဆိုလုံနေအဲ့ဒါဝယ်ဖို့အချိန်ဖြစ်နိုင်တယ်ဆိုပြီးအကောင်းထဲမှာထားပါနော်ဒီလိုဟာတာပြောတယ်ဘိုင် B1 ဘိုင်မို့နော်ဘိုင်မို့အတွက်chance များတယ်ဘိုင် order ဝင်တော့မယ်ဆိုရင်ပါလားဆဲခလုတ်ကိုနှိပ်တယ်ဆိုတာမျိုးပေါ့စန့်ကျင်ဘက်တွေပေါ့နော်ဒါတွေကတော့ဟာတာအနေနဲ့ပြောတာပါအဲ့လိုတွေတော့သွားမလုပ်ပါနဲ့နော်ဒါတော့ review trader တွေနဲ့စန့်ကျင်ဘက်လုပ်ပါဆိုတော့ပြောတာပါဒါနော်ခုနကပြောတဲ့ဒီ order block candle ဒီ market structure 8 market structure 8ဆိုတာကဘာလဲဆိုခုနပြောခဲ့ဒါ market structure 8ဆိုတာထွေထူးတော့မဟုတ်ဘူးဗျအဲ့တော့ခုန up front ဆိုရင်ဒီလိုသွားတယ်ဗျာဟုတ်လားဒီမှာဒါ higher high ပေါ့နော်ဒီမှာရေးမပြတော့ကြာသွားမှဆို higher high ဒီမှာ higher low ပေါ့ဒီမှာနောက်ဆုံးဒီ higher low ကဒီ level ဖြစ်တယ်အဲ့တော့ market structure ရှေ့ဆိုတာ market ကသွားတဲ့လမ်းကြောင်းပြောင်းတာဖြစ်တယ် up trend ကနေ down trend ကိုပြောင်း down trend ကိုပြောင်းပြီဆိုတာဘယ်ချိန်သိနိုင်မလဲဆိုရင်အဲ့ higher high higher low ဖြစ်နေရကနေ market ဒီ low ကိုဘာဖြစ်လဲဖောက်မှာဖြစ်တယ်ဖောက်လိုက်မယ်နော်ဒီမှာ lowest lower low စပေါ်တော့ကျွန်တော်တို့ဒီမှာ SMC မှာ order အများဆုံးဝင်ရရင်ဒီလို market structure ပြောင်းပြီဆိုရင်ကျွန်တော်တို့ကဒီ market structure ပြောင်းတဲ့အခါမှာဒီနေရာတစ်ဝိုက်မှာကျွန်တော်တို့ fair value gap ပေါ်ရပါတယ် fair value gap ပေါ်တယ် fair value gap ရှိမယ်ဒီမှာ order block ကန်နေရှိတယ် fair value gap အဲ့နေရာပေါ်တဲ့နေရာကိုဒီ market ကပြန်ပြီးတော့ retracement ပြန်လာတဲ့အချိန်ကိုစောင့်ရပါမယ်အဲ့ဒီမှာ sell order ဝင်တယ်နော်ကျွန်တော်တို့ရဲ့ stop loss ကဒီ order block ကန်နေရဲ့အပေါ်မှာထားတယ်နော် 1:2 1:3 ကြိုက်လို့ထားလို့ရတယ်ဒါဆိုရင် market ကပြန်လာတယ်ဒါ up trend ပုံစံနဲ့ပြောတာပေါ့နော်နောက် down trend ပုံစံနဲ့ပြောပြမယ်ဆိုရင်ဘယ်လိုရှိမလဲဆိုရင် down trend ကhigher low နဲ့ lower low ပေါ့နော်ဒီလိုပုံစံရှိတယ်အဲ့တော့ဘယ် level ကိုဖောက်ရမှာလဲဆိုရင်ဟုတ်ပြီဒီ level ပေါ့နော်အဲ့တော့ဒီလိုဖောက်မယ်ဖောက်တဲ့အခါမှာဒီနေရာမှာ order block နဲ့ fair value gap ပေါ်ရပါတယ်အဲ့ဒီနေရာကို market ပြန်လာတာကိုစောင့်မယ် buy order ဝင်မယ် stop loss ကဒီအောက်က order block ကန်တဲ့အောက်မှာထားမယ် market ကသွားမယ်အဲ့လိုသဘောမျိုးပေါ့နော် market structure ရှိဆိုတာတော့ market ကဥတီရာပြောင်းတာဖြစ်တယ် order block ကန်တယ်ခုနပြောခဲ့ပြီ fair value gap ပြောခဲ့ပြီဒါကတော့ SMC ရဲ့ဒါအခြေခံအချက်လေးတွေပဲဖြစ်ပါတယ်နော်နောက်ပိုင်းဗီဒီယိုတွေမှာတော့ဒီရဲ့ strategy ကိုဒီ win rate များတယ် win rate များတယ်ဗာညာဆိုတာကျွန်တော်ကိုယ်တိုင်စမ်းသပ်ပြီးတော့နော် back test တွေလုပ်ပြီးတော့မှတကယ်ကောင်းလို့ကျွန်တော်တင်ပြရခြင်းဖြစ်ပါတယ်နော်နောက်ပိုင်းမှာတင်ပြပါမယ်နော်ကဲအားလုံးပဲဒါပါပဲနော်